အရန်ရောင်းကောင်းပြီးအမျက်တေကြတဲ့ဂယံအမီပေါင်းနဲ့စီမံကိန်း6ခုကိုရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ Steelstone Group ရဲ့ရောင်းအားအကောင်းဆုံးဖြစ်ပြီးစီမံကိန်းရဲ့90%အထိရောင်းချပြီးစီးထားတဲ့ထိုင်းမြန်မာချစ်ကြည်ရေးတရားအမှတ်1အနေမြဝတီမျိုးလေကောင်ဗီဒီယာလမ်းမကျယ်ကြီးပေညစံဒီခောက်ကွင်းနဲ့ကတ်လျက်တည်ရှိပြီးတော့35ဧကကျယ်ဝန်းပြီးတော့စီးပွားရေးအတွက်အချက်အချာကျသောနေရာကောင်းတစ်ခုဖြစ်တဲ့ Billionaire Commercial Zoneခိုင်မာတဲ့သမိုင်းကြောင်းနဲ့အတူလူကြီးမင်းတို့ရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိထားတဲ့ Steelstone Group Company ရဲ့နှစ်30ပြည့်ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် Luxury Real Estate Expo 2026ကိုခမ်းနားစွာကျင်းပတော့မှာဖြစ်ပါတယ်။ဒီပွဲကြီးကိုလာမယ့်မေလ29ရက်နေ့ကနေ31ရက်အထိကဘာကြီးဖျားလန့်ရှိ YCC ခမ်းမမှာကျင်းပသွားမှာဖြစ်ပြီး Steelstone Group က Main Sponsor အနေနဲ့ဘုနမတ် M1 မှာလူကြီးမင်းတို့အတွက်စောင့်ကြိုနေမှာပါရှင်။ကရင်ပြည်နယ်မြဝတီမြို့လေကောင်မှာရှိတဲ့ဧက90ပေါ်မှာဖော်ဆောင်ထားတဲ့ပိုင်ဆိုင်မှုခိုင်မာပြီးကရင်အမီပေါက်ရရှိနိုင်မယ်။ရေကူးကန်လည်းပါဝင်ပြီးတော့ luxury ဆန်ဆန်ခံစားမှုမျိုးကိုရရှိနိုင်မယ်။မြဝတီ City Villa စီမံကိန်းပဲဖြစ်ပါတယ်။ Steelstone ကုမ္ပဏီကတော့တခြား developer တွေနဲ့မတူပဲ luxury item ကြီးပဲမဟုတ်ပဲနဲ့အလုပ်လည်းလုပ်လို့ရမယ်။ရင်းနှီးမြှုပ်နှံပြီးထားကောက်ရောင်းဝယ်လည်းလုပ်လို့ရမယ်။နောက်ထပ်စီမံကိန်းကြီးတစ်ခုကိုဒီမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီစီမံကိန်းကြီးကတော့မြဝတီမြို့ရဲ့အကျယ်ဆုံးမြို့တစ်ဖြစ်တဲ့သမှုဇုံလိုမြေနေရာကျကျမှာအသုံးပြုလုပ်ကိုင်နိုင်သောဧက900ကျော်မှာဖော်ဆောင်ထားတဲ့မြဝတီမြို့တစ်ရက်ကွယ်6ခုစီမံကိန်းပဲဖြစ်ပါတယ်။ရင်းနှီးမြှုပ်နှံလို့ကောင်းမဲ့နောက်ထပ်စီမံကိန်းတစ်ခုကိုပြောပြပေးချင်ပါတယ်။ဒီစီမံကိန်းကတော့ရန်ကုန်တိုင်းလှိုင်သာယာနဲ့အနီးထန်းပိတ်မြို့နယ်မှာရှိတဲ့ဧက1000ကျော်ကျယ်ဝန်းပြီး Export Quality အဆင့်မွေးမြူနိုင်ရန်မြန်မာနိုင်ငံရဲ့ပထမဦးဆုံး GAQP စနစ်နဲ့ဖော်ဆောင်ထားတဲ့လျှက်စစ်မီရရှိနိုင်မယ်ရွှေတန်းကပါငါးပစုံမွေးမြူရေးစီမံကိန်းအခုဆိုရင်စီမံကိန်းအတွင်းမှာမွေးမြူရေးလုပ်ငန်းများလည်းလုပ်ကိုင်နေပြီးတော့အကျိုးအမြတ်များလည်းရရှိနေပြီဖြစ်တာကြောင့်မလို့လာရောက်ဝယ်ယူအားပေးဖို့လည်းဝတ်ထက်ကဖိတ်ခေါ်ပါရနော်အထူးအခွင့်အရေးအနေနဲ့စီမံကိန်းတွေကို 0% down payment နဲ့အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပြီး20% down payment ပေးသွင်းရုံနဲ့လူကြီးမင်းတို့စိတ်တိုင်းကြအိမ်နှစ်ချံကို15နှစ်အရစ်ကြဖြင့်ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးကောင်းများလည်းရရှိအောင်ပါပါဒါအပြင်20% discount များနဲ့အတူဘလမပါ lucky draw အစီအစဉ်များကိုလည်းထည့်သွင်းစီစဉ်ထားပါတယ်ရှင်အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုနဲ့နေထိုင်မှုဘဝကိုပိုင်ဆိုင်ဖို့ Steelstone Group ရဲ့အယောင်ပြခံစီကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင် Steelstone စီမံကိန်းတွေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက39ခွန်3လုံး13လုံး211ကိုဒီနေ့ပဲစပြီးဆက်သွယ်လိုက် Steelstone, the bus partner for your investment.